လမဆရာညဟုတ်လားအမေ သမီးဗီဒီယိုတွေဘာလို့မပေါက်တာလဲသိလားအခန်းထဲမှာအမေချက်တာတွေပဲစားပြနေလို့သူများတွေဘာလို့ပေါက်တာလဲသိလားအဲ့လိုလဲခွင်းထဲမှာတော့ရေထဲမှာတော့နားမူလေးတော့ဘာလို့စားပြနေအမေမတွေ့ဘူးလားအေးတွေ့တာအဲ့ကြောင့်မသမီးကလဲတော့တယ်မလားစားပြတာဝမ်းဆက်နဲ့အေးဟုတ်ပြီမေအေးပမတနခါလေးပြန်လိုက်ရအောင်တာပြီလားမေခဏလေးသမီးဟိုနာဘဲအုပ်ဒီဖက်ရောက်လာတော့6လောက်မှာအဲ့ဒါတည်းလိုသေးရလားပို့ပြီးတော့မျက်စိပတာသားနေတဲ့ဒီနောက်ခဏတင်ခဲ့မှာအေးထမင်းစားမဲ့တဲလေးတော့ရေမိုးကဘာနဲ့စားပြမလဲဆိုဟောဒီကတနုဖြူတော်စောရင်ငပိရေကြိုရဲ့ငပိတောင်းရဲ့ဘလက်ချောင်းကြော်ရဲ့နဲ့စားပြမှာ no sponsor နော်ကိုကလည်းကိုကြိုက်လွန်းလို့ကိုဝယ်စားတာနေပြောတော့စမတာပေးမှာစိုးတို့ကဦးလေမေကတက်ဗီဒီယိုရိုက်တာလေအဲ့လိုလိုက်မပြောနဲ့ edit လုပ်ရခက်တယ်လေမေဒါလေးကလည်းဘလက်ချောင်းကြော်လေစားပြီချစ်တော့ရဲ့တော့ကောင်းလားမေတော့ကောင်းလားဟဲ့လားမမေစားတော့ကောင်းလားအေးကောင်းတော့ငါပြေးတောင်းတယ်လေရက်ဆက်အရန်ကောင်းတော့ငါပြေးတောင်းအားကောင်းမှာမေဟဲ့လားအေးစားဒါလည်းဘလက်ချောင်းကြော်လေမလဲနေမနိုင်လိုက်မနော်နိုင်စားဒီကပေါက်ဖို့ရေးကငါသမီးစားဘူးတိတော့လေသူ့အရာသာလေးရတယ်ဘယ်လိုပြောပြရမယ်မငုံမစိုးအရာစားကောင်းတော့အားစားကောင်းတော့ချစ်တော့ရေတွေးကျင်လိုက်တာကောင်းလိုက်တာဘယ်ပြေးရစခိုင်းရနော်ငါလေးကမကြည့်ကြရမယ်ငါရောလို့မကြည့်ကြရမယ်ငါလေးခိုက်လို့မလမညီမနေ့ရိုက်ထားတဲ့ဗီဒီယိုချင်းနဲ့ဘလို့တော့ view တအားတက်တာတော့မေကြည့်1 million သမီးတင်ထားတယ်အတက်ဆုံးပဲ view အဲ့တော့ကြော်ညာတွေပါတယ်နောက်ကျလာတော့မှလေမေအဲ့တော့ဘာဆက်ဖြစ်မှာမဟုတ်လေမေသားအကြီးကောင်ရဲ့ဆက်ရဝန်လာစားတလားစားသမီးတရက်စားပဲနောက်အောင်မြင်သွားဝင်ပြီလားနောက်ကျလဲမေအဲ့လိုမျိုးကားကောင်ဆိုင်ဝင်လာမေအေးဒနုဟုတ်မေဒနုဖြူရဟုတ်လားမေဘာပြောလဲမသမင်းစားပြီလားလို့မေးလာသမင်းစားပြီလားရှင်စားတယ်မေစားတယ်လားအေးသူတို့ဟာနဲ့မေသွားလောက်ခဲ့မယ်ခေါ်လိုက်လာကြစားလိုက်မေပေးစားလိုက်မေရောစားသူတို့ပြစီနေကိုသူတို့ကိုစားကောင်းနေရမေရစစားကောင်းနော်မေတော်ညာရတယ်ကြရတော့ဒီမှာမေလေမေစားကောင်းလေစားကောင်းအတန်လေးတစ်မျိုးလေးနော်ကနုဖြူတော်ဆိုကြီးဆိုတော့ကနုဖြူမျိုးအဲ့လိုမျိုးပြောရလားမသိဘူးဒီမှာမေးကြည့်မယ်မေးကြည့်လားတော်ညာနော်ဟောင်းမေးသဘောသားမေးဆရာဝန်လာတာတည့်အေးပါတော်လိုက်တာရစစားကောင်းသူတို့ကိုစားနေနော်ခါစားအမနာနဲ့ရှင်အတုံးမြုပ်လေးလဲစားပါဦးရစစားကောင်းစလောအောင်ဘာပြောရလဲဘယ်လောက်တော့နောက်တော့အမတို့ဒနုဖြူတော်ဆိုရမဘူးလားဟုတ်ချွန်ညာကိစ္စလာကန်းလာဟုတ်ဘူးလားဟုတ်ပါဘူးဘယ်ဟာလဲဖင်းတရားဒနုဖင်းတရားဒနုတွေရဲ့အေးပေါ့ဘယ်လာလဲမသိဘူးဦးအောင်သိန်းဦးအောင်သိန်းဆိုဟုတ်ပဲအိမ်မစားအဲ့ဘာလာတာကိုထမင်းနေနေတာကောင်းစားနေရောစကောရစစကောဒိုင်းနဲ့ထုတ်စလို့ပြီးမေအိမ်မလာဟိုဒါနှစ်ထုပ်စီလောက်ပေးတဲ့ကောင်းမယ်နော်ဦးအောင်သိလိုက်ဖို့မယ်တော့ဟုတ်ဒီနားနေတော့မယ်မလိုက်ဖို့